ဒီ Nivea Cream Foundation နဲ့ရောလိမ့်တာအရင်ခက်စားနေရဆိုတော့သူ့အကြောင်းရင်းဆောင်ရမ်းရှောင်ရမ်းနဲ့သူ့အစားတို့ဘာသုံးလို့ရလဲဆိုတာကိုပြပြပေးသွားမယ်နော်ဒီ Nivea Cream ကလေ occlusive moisturizer နဲ့တူတာအဲ့ဒါကြောင့်သူက dry skin တွေနဲ့အရင်အဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့ဒီအသားခြောက်တဲ့ dry skin တွေကသူ့အရေပြားကိုကအစီမထုတ်နိုင်တာဆိုတော့သူ့ထဲမှာအစီတွေအများကြီးပါတယ်အဲ့ဒါကြောင့်အဆင်ပြေတာ။ခြုံပြီးကြည့်ရမယ်ဆိုရင်တော့သူ့ထဲမှာပါတဲ့ ingredient တွေက coconut oil လောက်တောင်comedogenic rating မမြင့်ဘူးပေါ့နော်ဒီထဲမှာပါတဲ့ mineral oil တို့ petroleum jelly တို့ချိုးပေါပိတ်စီရဲ့ rating ကကြည့်ရင်တော့ rating က0ပဲဒါပေမဲ့ဒီအစီပြန်ပြီးဝက်ချန်တဲ့ထွက်တဲ့အရေပြားပိုင်ရှင်နေဆိုရင်သူတို့အရေပြားထွက်တဲ့အစီတွေချွေးတွေနဲ့ cell တွေကိုအလွှာတစ်ခုလိုအုပ်ထားတော့ဒါတွေကချွေးပေါကိုပိတ်စေပြီးတော့ပေါ့နော်အစီဘူးတွေထွက်စေတယ်ဝက်ချန်တွေပိုးထွက်စေတယ်ပြီးတော့သူ့ထဲမှာအမွှေးနံလည်းပါတော့လေအမွှေးနံအောင် sensitive ဖြစ်တတ်တဲ့ sensitive skin ပိုင်ရှင်တွေနဲ့ဆိုရင်သိအဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်အစီပြန်ပြီးတော့ဝက်ချန်ထွက်တတ်တဲ့အရေပြားပိုင်ရှင်တွေရဲ့ sensitive skin ပိုင်ရှင်တွေနဲ့ကတော့ဒါကိုမသုံးသင့်ဘူးပေါ့ကိုကအစီပဲပြန်တာချွေးပေါမပိတ်ဘူးဒါလိမ့်လို့လည်းအဆင်ပြေရဲဆိုရင်တော့ makeup နဲ့ရောလိမ့်ပြီးလို့ရှိရင် makeup ပြင်ဖြစ်တဲ့အခါကျရင် double cleansing လေးတေချာလုပ်ပေးဖို့သတိပေးချင်ပါတယ်ဒီ Nivea Cream နဲ့အဆင်မပြေတဲ့သူဆိုရင် makeup ကို glow ဖြစ်အောင်ဘယ်လိုလိမ့်လို့ရသေးလဲဆိုရင်ကိုသုံးနေကြအဆိုတက်ပြီးရဲ့ moisturizer တစ်ခုခုနဲ့ foundation နဲ့ဇာတ်ရိုရောပြီးလိမ့်လို့ရတယ်ဒါမှမဟုတ်ရင်လည်းကို့မှာရှိတဲ့ဒီ humectant တွေပါတယ် hyaluronic acid တို့ panthenol တို့လိုမျိုး serum တစ်ခုခုနဲ့ပေါ့နော် foundation နဲ့ရောပြီးလိမ့်ရင်လည်း glow ဖြစ်တဲ့ makeup လို့ကိုရပါတယ်